အားလုံးပဲမင်္ဂလာပါယနေ့ကလတစ်ပင်ဆိုင်ခြင်းဟာနောင်နာကပ်မှာကျွန်တော်တို့အတွက်အေးရည်တွေကိုဖန်တီးခြင်းဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကတော့ကျွန်တော်တကြံကာလအတွင်းကအပင်ပေါင်း30နဲ့မှ10ပင်စိုက်ခဲ့တဲ့ဗီဒီယို vlog လေးဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုအဆုံးထိ like ခဲ့ကြည့်ပေးပါဦးအေးဒီဝလာမလားဆိုချင်းဖိတ်ထားတာလေအိမ်ဝမ်းမြေ ဟုတ်တယ်လှလာလေး အော်ဒီနားတပင်ဟိုနားတပင် ဒီဘက်ကမှပိန်းနေပင်လို့ဘာလို့က နင်းဒီပင်တောင်းရလေကောင်းတယ် ဒီအပင်ပေါင်း30နဲ့မှ10ပင်ကိုကျွန်တော်ခြံဝန်း3ဝန်းထဲမှာ2ရက်ခွဲပြီးတော့အတီးတီးခွဲစိုက်ခဲ့ပါတယ်ပထမတစ်ရက်မှာတော့ကျွန်တော်တို့တစ်ဝက်လောက်ထိပြီးအောင်စိုက်နိုင်ခဲ့ပါတယ်ပထမတစ်ရက်မှာစိုက်ခဲ့တဲ့ပင်တွေကတော့ထောပတ်ပင်မလကပင်တညင်းသီးပင်ပိန်းနေသီးပင်ပြီးတော့ပန်းပွင့်နဲ့ကျူလစ်ပင်ရဲ့နောက်ပြီးတော့ကန်းကော်ပင်ရဲ့ဖြစ်ပါတယ် နေသေးလေးညောင်းထည့် ဒါကတော့ကျွန်တော်တို့စိုက်မဲ့ပင်တွေထဲမှာအကြီးဆုံးပင်ဖြစ်ပါတယ်ဒီပင်ရဲ့မြေကတော့ကျူလစ်ပင်လို့ခေါ်ပါတယ်ဒီကျူလစ်ပင်ကိုတော့ကျွန်တော်ဆင်ကောင်းလေးရဲ့ဘက်ကိုတွားတော့ကအတင်ရဲ့ရှေ့မှာပထမဆုံးမြင်ဖွေးခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာပန်းနေပွင့်တာရောအပင်ရဲ့ပုံတံကလည်းအရေးရရောကြောင့်မလို့ကျွန်တော်အရင်ကြိုက်လို့မလို့အခုဒီဖြိုးပင်ကိုဝဲခဲ့တာဖြစ်ပါတယ် ဝန်ဝန်ကလေးနိုင်မှုပြတယ် အခုမြင်နေရတဲ့အပင်တွေကတော့ဒုတိယရက်မှာစိုက်မဲ့ပင်တွေဖြစ်ပါတယ်ဒီဒုတိယရက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အပင်တွေအများကြီးကိုထပ်မံစိုက်နိုင်ခဲ့ပါတယ်ဒုတိယရက်မှာစိုက်ခဲ့တဲ့ပင်တွေကတော့ပထောက်ပင်ပါမယ်တပြေပင်ပါမယ်မချီးပင်ပါမယ်ပြီးတော့လေချူသေးပင်ပါမယ်နောက်ပြီးတော့ကျွန်တော်ကန်းကော်ရီလည်းထပ်စိုက်ခဲ့တယ်နောက်ပြီးတော့ထောပတ်တိပင်တွေလည်းအများကြီးထပ်စိုက်ခဲ့ပါတယ်ဒီဒုတိယနေ့မှာတော့အပင်တွေအားလုံးကိုကျွန်တော်တို့ရထားတဲ့မြေနေရအတိအသီးမှာပြည့်စုံအောင်စိုက်နိုင်ခဲ့ပါတယ် တော့ရှေးတောင်လောင်းရမလို့လား အခုစိုက်မဲ့ပင်ကတော့ကျူလစ်ပင်ဖြစ်ပါတယ်ဒီကျူလစ်ပင်ကိုကျွန်တော်ကြိုက်လို့မလို့နောက်ထပ်ခြံဝန်းတစ်ခုထဲမှာထပ်ပြီးတော့စိုက်ခဲ့တာဖြစ်ပါတယ် တဲ့ပြီလားဟဲ့ကြည့်နေတယ်ဟိုကလူ ဒါကတော့အပင်လဲလှတယ်အပွင့်တွေလည်းအရန်လှတဲ့ဘရောက်ပင်ဖြစ်ပါတယ်ဒီဘရောက်ပင်ကိုလည်းမြင်များဖြစ်လွယ်အောင်လို့တမင်ပြိုးပင်အကြီးကြီးကိုရွေးဝယ်ခဲ့တာဖြစ်ပါတယ်ဒါကတော့မကြီးပင်ဖြစ်ပါတယ်ဒီမေမျိုးကမကြီးပင်တွေကိုမြင်ရခဲ့တဲ့ဆိုပေမလို့ကျွန်တော်ကအညာသားဖြစ်တဲ့အတွက်မကြီးပင်တွေကိုချစ်တဲ့အတွက်မကြီးပင်လေးတစ်ပင်ကိုတော့ပေါအောင်ဆိုင်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့ဝယ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီအပင်တွေအားလုံးထဲမှာကျွန်တော်တို့များသောအားဖြင့်စိုက်ခဲ့တဲ့ပင်ကတော့ထောပတ်တီပင်ဖြစ်ပါတယ်ထောပတ်တီပင်ကတော့ပြေးလုံးရတူတူနဲ့လည်းကြိုက်တယ်ပြီးတော့ကျတော့ပင်ရဲ့ပုံသဏ္ဍာန်ကလည်းအရေးရတာဖြစ်တဲ့အတွက်ဒီထောပတ်ပင်တွေကိုအများကြီးကိုပိုစိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်အခုပင်တွေကိုအားလုံးစိုက်ပြီးသွားပြီဖြစ်တဲ့အတွက်ဘေးချန်တဲ့ရေတွေကနေရေငင်ပြီးတော့ရေလောင်းမှာဖြစ်ပါတယ်မကြည့်ပဲနာမကြည့်ပဲဒီကောင်အခုကျွန်တော်ပင်နေစိုက်ပြီးသွားတဲ့ခြံရဲ့ဘေးမှာအခုလိုရေစီးချောင်းလေးလည်းရှိတာဖြစ်တဲ့အတွက်ဒီရေစီးချောင်းနဲ့နေတဲ့ဘက်ခြံကအပင်တွေကိုတော့ဒီရေစီးချောင်းကြီးကရေခတ်ပြီးတော့ရေလောင်းမှာဖြစ်ပါတယ် အခုဆိုရင်တော့အပင်တွေအားလုံးကိုစိုက်ပျိုးပြီးဖြစ်တယ်လို့ရေလဲလောင်ပြီးဖြစ်ပါတယ်အားလုံးပဲ
ကိုယ့်ရဲ့အနာဂတ်မှာအေးချမ်းသာရတဲ့အရေးတွေကိုရရှိဖို့အတွက်တစ်ပင်တွေကိုဖြစ်နိုင်တဲ့များစိုက်ကြပါလို့ကျွန်တော်ဒီဗီဒီယိုလေးကနေတစ်ဆင့်တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်